အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အားလုံးပဲသိကျင်နေကြတယ်ကျွန်တော်တို့ SRT file ဘယ်လိုထုတ်မလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဦးဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒါဗီဒီယိုလေးတစ်ပုဒ်ကိုယူမယ်ပေါ့နော်ကျွန်တော်ကဒီထဲမှာဒီဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်โอเคယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒါကို prompt လေးထည့်မယ်ပေါ့နော်ခဏလေးဆောင်ပြီနော် line လေးမကောင်းဘူးโอเคတို့မျိုးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါဗီဒီယိုပေါ်တင်လိုက်မယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုစမ်းလုပ်လိုက်မယ်ခဏလေးဆောင်ပေးလိုက်ပေါ့နော်โอเคဒီမှာသူက prompt နေပြန်ချပြီးပေါ့နော်ဒီမှာမင်းကစုံတော့တယောက်ကိုပါညာပေါ့နော်သူဒါကျွန်တော် prompt ထုတ်ခိုင်းတဲ့အတိုင်းလေးသူဗီဒီယိုလေးကအတိုင်း prompt လေးပြန်ထုတ်ပေးရပေါ့နော်ဒီ prompt ကိုကျွန်တော်တို့ဒီ SRT file ထုတ်မယ်ဆိုလွယ်လွယ်လေးပါပဲဘာမှမခက်ဘူးနော် SRT file ဘယ်လိုထုတ်ကလည်းမေးနေကြလို့ကျွန်တော်ပြပေးတာဖြစ်တယ် SRT file ထုတ်တယ်ဆိုတာလွယ်လွယ်လေးပါနော်ကျွန်တော်ရေးတိုင်းလေးရေးပေါ့နော်ဒီစာသားကို SRT file ရေးထုတ်ပြီးပါလို့ရေးလိုက်ပေါ့နော်အဲဆိုလို့ရှိရင်ဒီ Gemini ဘက်ကနေပြီးတော့သူက SRT file လေးပြန်ထုတ်ပေးလိမ့်မယ်ပေါ့နော်โอเคတို့ပို့လိုက်ပေါ့နော်တို့ပို့လိုက်လို့ရှိရင်သူ့ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီ SRT file လေးတစ်ခုသူပြန်ထုတ်ပေးလိမ့်မယ်ပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါဗျโอเคဒီမှာအောက်ဆုံးမှာပေါ့နော်ဒီ email ကတင်မှာဒါသူက SRT file ပြန်ထုတ်ပေးတာပေါ့နော်အဲဒီကောင်ကိုကျွန်တော်တို့ SRT file တိမ့်မယ်ဆိုလို့ရှိရင်ဘယ်လိုတိမ့်မလဲဒါလေးကိုကျွန်တော်တစ်ခါလေးပြပေးမယ်ကျွန်တော်တို့ဒီကောင်လေးကို copy တစ်ချက်ယူပြီးသွားလို့ရှိရင် app နော် quick edit ဆိုတာရှိတယ်အားလေးကိုမရှိသေးဘူးဆိုလို့ရှိရင်ဒီကောင်လေးပါဗျာနော်ကျွန်တော်ချက်ပြပေးမယ်ဒီကောင်လေးပါနော် quick edit အဲ့ကောင်လေးကိုမရှိဘူးဆိုလို့ရှိရင် Play Store မှာအလွယ်တကူသွား download ရရဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ quick edit ထဲကိုဝင်လိုက်မယ်ပြီးတော့ဒါကျွန်တော်အရင်လုပ်ထားတာပေါ့နော်အရင်လုပ်ထားတာကိုကျွန်တော်ဒီကောင်လေးနဲ့နှိပ်ပြီးဖြတ်လို့ရတယ်နော်ဒီအမားလေးနဲ့နှိပ်ပြီးဒီကောင်ဖြတ်လိုက်ဖြတ်လို့ရှိရင်ကျွန်တော်ဆုံးတာဒီ copy ယူလိုက်ဟာလို့ဒီမှာချလိုက်ပေါ့နော်โอเคပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ်ဆုံးမှာ file လေးနော်ကျွန်တော်မြားလေးပြထားတယ်အဲ့ file လေးကိုတစ်ချက်နှိပ်နော်โอเคဒီ file လေးတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ C ကိုတစ်ချက်ထပ်နှိပ်မယ်ပေါ့နော် C လေးကိုတစ်ချက်နှိပ်မယ်ပြီးသွားလို့ရှိရင်ဒီရှိမှာတော့ကိုတိုက်တဲ့နာမည်ပြီးပေါ့နော်အဲကျွန်တော်တို့ emoji လေးပဲထပ်လိုက်မယ်โอเคဒီနောက်မှာပေါ့နော်ဒီနောက်မှာကကြတော့ဒီ TXT ဆိုတဲ့နေရာမှာပေါ့နော်အဲ့ဒီနေရာမှာ SRT လို့ပြောင်းပေးရမယ်နော် SRTโอเค SRT ကြားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ C ဆိုတာရှိရပေါ့နော်အဲ့ C လေးကိုတစ်ချက်နှိပ်လိုက်အဲဆိုရင်ကျွန်တော် SRT file အဖြစ်သိမ်းပြီးသွားပြီပေါ့နော်ဒီမှာလည်းသူလည်းဒီမှာအကောင် successful တွေပါဖြစ်သွားပြီပေါ့နော်โอเคအဲဆိုရင်ကျွန်တော်တို့ SRT file ကသိမ်းသွားပြီပေါ့နော်သိမ်းသွားပြီဆိုတော့ကျွန်တော်တို့ SRT file ကိုဘယ်လိုရှာလို့ရလဲဆိုတော့ကျွန်တော်ကတ်ထဲကနေတစ်ချက်လုပ်ပြမယ်နော်ကတ်ထဲကိုတစ်ချက်ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ new video ကိုနှိပ်မယ်အခုကြိုက်တဲ့ဗီဒီယိုလေးတစ်ခုထည့်လိုက်ပေါ့နော်ကျွန်တော်တို့အစမ်းလုပ်ပြတာဖြစ်တဲ့အတွက်အဆင်ပြေဗီဒီယိုလေးထည့်လိုက်မယ်ပေါ့နော်ထည့်မယ်ပြီးရင်အတက်နှိပ်မယ်အခုပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ SRT file ထည့်ရနော်ဒီနည်းကလွယ်လေးပဲကျွန်တော်တို့ဒီမှာ caption ဆိုတာရှိတယ်အဲ caption လေးကိုတစ်ချက်နှိပ်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဒီအမှားကောက်ကလေးတစ်ချက်ပြန်နှိပ်မယ်နော်ပြီးသွားလို့ရှိရင်ဒီမှာ import conversion ဆိုတာရှိတယ်နော်ဒီမှာဒီ import conversion file ပုံစံလေးအကောင်လေးကိုတစ်ချက်နှိပ်မယ်ဘာလို့ရှိရင်ကျွန်တော်တို့ SRT စနတော့ပြီးခဲ့တဲ့ SRT ကိုရှာမယ်ပေါ့နော်ဒီမှာဒီ menu ပုံစံလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ဘာလို့ရှိရင် SRT ဆိုရရိုက်ရှာလိုက်ပေါ့နော်ရိုက်ရှာလို့ရှိရင် okay ဒီမှာကျွန်တော်စနတော့ပြီးခဲ့တယ်ပေါ့နော်ဒီမှာအမှန်ကြီးပုံစံလေးနဲ့ပေါ့နော်ဒီ SRT လေးရပြီအဲဆိုရင်တစ်ချက်နှိပ်ဘာလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအောက်ဆုံးက okay လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် SRT file ထည့်ပြီးသားဖြစ်သွားပြီပေါ့နော်ဟိုမြန်မာစာရေးပါတွေကတော့မမှန်သေးဘူးပေါ့နော်ကျွန်တော်ဒီမြန်မာစာမှန်အောင်လုပ်တဲ့နည်းကိုလည်းနောက်ဗီဒီယိုဒီမှာတင်ပေးပါမယ်နော်ကျွန်တော်ရဲ့ account လေးကိုလည်း like subscribe လေးလုပ်ခဲ့ဖို့မေတ္တာရက်ခံပါတယ်ဗျအားလုံးပဲအဆင်ပြေကြမယ်လို့ပြောလင်းပါတယ်